ညို့တုံးအောင်မပြောပါနဲ့သားသမီးကိုချစ်ရင်အညို့တုံးအောင်မပြောပါနဲ့တဲ့ကောင်ငါတုံးနင်ဘာမှအသုံးမကျပါလားသူများကြီးကိုစားရမယ်ကောင်ဆိုတာမျိုးမိဘအများစုပြောတတ်ကြပါတယ်ပြောရင်လေခုနှစ်အိမ်ကြားရှစ်အိမ်ကြားကိုအော်ပြောကြတာပါသားသမီးတွေခင်ဗျာရှက်လဲရှက်ပြန်ပြောရအောင်မကြည်မနဲ့ဖြစ်ရအောင်လေမိဘဖြစ်နေတော့ပြောရခံအောက်တက်ကြီးနဲ့ခံနေရတာပါပဲဒါလေးပြောတာဘာဖြစ်သွားမှမို့လဲလို့တချို့တွေကရန်တွေ့ပါသေးတယ်ဟုတ်ပါတယ်သူတို့ပြောသလိုအကြီးအကျယ်အရေးပါတဲ့ကိစ္စတခုတော့မဟုတ်ပါဘူးဒါပေမဲ့တစ်ခါတလေမှအဲ့ဒီမကြီးကျယ်တဲ့ကိစ္စလေးတွေကပဲကိစ္စကြီးကြီးပြဿနာအကြီးကြီးတွေကိုဖြစ်စေတာပါကဲနားမှာရက်ထားတဲ့လီမှာအပေါက်သေးသေးပေါက်နေလို့ကိစ္စမရှိပါမြစ်ထဲချောင်းနဲ့သွားမယ်ဆိုရင်အဲ့ဒီအပေါက်သေးသေးလေးကနှင်းနစ်တဲ့အထိဖြစ်စေမဲ့ပြဿနာပါပဲကိုသားသမီးဆိုပြီးသင်တို့တစ်သက်လုံးတင်ကြွေးထားမှလည်းမဟုတ်ပါဘူးအချိန်နဲ့ကဒီကလေးတွေဟာလောကထဲမှာရုန်းကန်လှုပ်ရှားကြိုးစားကြရမှာတမတာပါလောကကြီးရဲ့စိန်ခေါ်မှုအခက်အခဲတွေကိုရင်ဆိုင်ရမယ်ကလေးတွေကိုအားပေးရမယ်စားဘာမှအသုံးမကျဘူးသူများမစင်စားရမယ်ကောင်လို့ပြောပြီးအညွန့်ချိုးတင်ပါသလားမိဘတွေပြန်စဉ်းစားသင့်ပါတယ်ဒါကဘာနဲ့တူတယ်လဲဆိုရင်တိုက်ပွဲဝင်ကနီးသူရဲကောင်ကိုနေကတော့မပြန်လဲသွားနေတာပဲလို့ပြောလိုက်တယ်လို့ပါပဲပြောတဲ့သူတို့မသိတာပြီမဲ့အပြောခံရသူရဲ့စိတ်ထဲမှာဒီစကားကလွယ်လွယ်နဲ့မပြောက်သွားပါဘူးနာကြီးလို့မဟုတ်ပဲကိုမသိစိတ်ထဲမှာမှတ်မိနေတာပါအချိန်မှများစွာအခုလိုအပြောခံရတဲ့ကလေးတွေခင်ဗျစိတ်နှလုံးတွေညှို့ငယ်ယုံကြည်မှုတွေပြောက်ရဲရင်မှုတွေကုံဆုံးပြီးလောကအလဲတေးတိမ်စွာနဲ့ပဲအသက်ရှင်သွားရပါတော့တယ်ဟိုဟာဆိုလဲမလုပ်ရဲဒီဟာဆိုလဲမပြောရဲရစရာရှိတာတော့မတောင်းရဲတဲ့သူရဲဘောနေတဲ့ကလေးတွေရှိနေတာမိဘတွေပြောတာမှမတက်လို့အပြောဆိုမတက်လို့ပါပဲဒါကြောင့်သားသမီးကိုချစ်ပါမနစ်ပါနဲ့ပြုပြင်ပေးပါမနှိမ့်ချပါနဲ့ဆုံးမပါအညွန့်မချိုးပါနဲ့လို့မိဘတွေကိုတည်ပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုလိုဘုဒ္ဓလေးတွေရရှိဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဘန်ဒေပေါ်ဝါပေးလေးကိုလည်းအဲ့ရှယ်လေးလောက်ထားဖို့မိနေနော်အားလုံးပဲကျေးဇူးများကြီးတင်ရှိပါခင်ဗျာ